အားလုံးပဲမင်္ဂလာပါခင်ဗျာ Standard Solar Right ကနေထပ်မံကြိုဆိုလိုက်ပါတယ်ကျွန်တော်အခုရောက်ရှိနေတာကတော့62လမ်း4243ကြားမှာရှိတဲ့ကျွန်တော်တို့ Standard မြန်မာ showroom ကိုရောက်ရှိနေတာပဲဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့ Standard Solar Right အဖွဲ့ကနေပြီးတော့မန္တလေးမြို့မှာရှိတဲ့ customer တဦးရဲ့နေအိမ်မှာ solar တောက်ရောက်တက်ဆင်ပေးထားတာကိုတောက်ရောက်လေးလာမှာပဲဖြစ်ပါတယ်ကျွန်တော်နဲ့တူတောက်ရောက်လေးလာကြည့်လိုက်ရအောင်ကျွန်တော်အခုရောက်နေတာကတော့65ပြည်3938ကြားမှာရှိတဲ့ကျွန်တော်တို့ Standard Solar Right ကနေsolar တက်ဆင်ပေးနေတဲ့ customer ရဲ့နေအိမ်ကိုရောက်နေတာပဲဖြစ်ပါတယ်ဒီ site မှာဆိုရင်ကျွန်တော်တို့ Standard Solar Right အဖွဲ့ကနေပြီးတော့ customer ရဲ့ဒီနေအိမ်ကြီးတစ်လုံးလုံးမှာ20အလုံးလောက်အသုံးပြုဖို့အတွက် solar panel 48ချက်ကိုတက်ဆင်ပေးထားတယ်ဒီ solar panel တွေနဲ့တွဲပြီးအသုံးပြုဖို့အတွက်ကိုလည်း Dell 20 kW high voltage inverter တစ်လုံးနဲ့ 14.96 kWh ရှိတဲ့ Dell high voltage ရှစ်လုံးတွဲ battery and 2 bank ကိုပါတွဲပြီးတက်ဆက်ပေးထားတယ်ဒီလိုမျိုးတက်ဆင်ပေးတဲ့အခါမှာလည်းကျွန်တော်တို့ Standard Solar Right ကလုံနေကြ browser တွေအတိုင်းပဲကျွန်တော်တို့ရဲ့ကျွမ်းကျင်တဲ့ engineer တွေကနေပြီးတော့မတက်ဆင်ကမှာအရင်ဦးဆုံး customer နေအိမ်ကို site survey ဆင်းပြီးအသေးစိတ်လေ့လာခဲ့တယ်အဲဒီနောက်မှာ customer အတွက်လိုအပ်တဲ့ load calculation ကိုအသေးစိတ်တစ်ချက်ပေးပြီးလုံခြုံစိတ်ချရတဲ့ system design နဲ့ backup power plan လိုအပ်ချက်ကို customer စီကိုချက်ပြပေးခဲ့တယ်ဒီထဲကနေမှ customer ရွေးချယ်တဲ့ plan အတိုင်း installation ကိုလည်း customer စတဲ့ကြအောင်တက်ဆင်ပေးခဲ့တယ်အရေးကြီးဆုံးကတော့တက်ဆင်ပြီးတဲ့နောက်မှာလည်း after sales service အတွက်ကို24နာရီပတ်လုံးစိတ်ပူစရာမလိုအောင်တာဝန်ယူဆောင်ရွက်ပေးခဲ့ပါသေးတယ်